ဥရောပမှာနပိုလီယန်ရှိတယ်မွန်ဂိုလီးယားမှာဂျင်ဂစ်ခန်ရှိတယ်ဒါဆိုကျွန်တော်တို့အရှေ့တောင်အာရှမှာကိုဘယ်သူရှိတယ်ထိုင်းလာအိုမဏိပူရနဲ့တရုတ်နယ်စပ်အထိနယ်မြေတွေကိုသိမ်းပိုက်ပြီးအာရှတိုက်ရဲ့နပိုလီယန်လူကဘာကတင်စားရတဲ့မြန်မာဘရင်တစ်ပါးရှိခဲ့ပူပါတယ်သူကမင်းသားစစ်မဟုတ်ပါဘူးတာမန်အယတားဘုရားကနေအေဂရစ်ဖြစ်လာသူပါသူကတော့ဘရင်တော်မင်းတရားကြီးပဲဖြစ်ပါတယ်အရင်တစ်ခေါက်ကကျွန်တော်တို့နှစ်40စစ်ပွဲအကြောင်းပြောခဲ့ကြတယ်နော်နှစ်ပေါင်း40လောက်တိုက်ပြီးဘသူမှမနိုင်ပဲတည်ရကျသွားတဲ့ပွဲကြီးပေါ့ဒါပေမဲ့ဒီနေ့ပြောမယ်ဇလန်ကတော့မတူတော့ဘူးဒီလူကတည်ရကျတာတို့ရှုံးတာတော့နားမလဲဘူးသူ့ဘဝမှာနိုင်ပွဲဆိုတာပဲရှိတယ်သူကတော့ထိုင်းလာအိုမဏိပူရနဲ့တရုတ်နယ်စပ်အထိတိုက်ခိုက်သိမ်းပိုက်ပြီးအရှေ့တောင်အာရှရဲ့အကြီးဆုံးအင်ပါယာကြီးကိုတည်ထောင်ခဲ့သူကျွန်တော်တို့အားလုံးသိတဲ့ဘရင့်နောင်မင်းတရားကြီးပဲထည့်ပါတယ်မင်္ဂလာပါ Coffee Crate Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့0 to hero လို့တင်စားရမယ်ဘရင့်နောင်ရဲ့ဘဝခီးကျမ်းကိုပြောပြသွားမှာပါဘရင့်နောင်ဆိုတာမွေးကလေးကမင်းသားတစ်ပါးမဟုတ်ပါဘူးသူ့နာမည်အရင်ကရဲထွက်တဲ့တောင်ကူဘရင်မင်းကြီးညိုစီမှာခစားနေတဲ့တာမန်မျိုးရိုးပါပဲဒါပေမဲ့သူကငယ်ငယ်ကလေးကလူစွမ်းကောင်းပြဘလောက်စွမ်းတယ်လဲဆိုရင်ဘရင်ရဲ့သမီးတော်အကျုလာတီရီရာဂျာဒီဝီနဲ့ချိတ်ပြီးချစ်သူဖြစ်သွားတယ်စဉ်းစားကြည့်ဗျာကိုကဝန်တန်းချစ်သူကကုမ္ပဏီပိုင်ရှင်တထေးရဲ့သမီးမိသွားရင်တေးတန်တော့ဒါပေမဲ့ရဲထွက်ကမကြောက်ဘူးနန်းတော်ချမ်းစီကိုကြော်ပြီးသွားတွေ့တယ်နောက်ဆုံးတော့ဘရင်ကြီးကဒီလောင်တက်တီရှိတယ်ဟာဆိုပြီးသဘောကျတာနဲ့သမီးတော်နဲ့ပေးစားလိုက်တယ်အဲ့ဒီမှာကြော်ထင်းနွယ်ထားဆိုတဲ့ပွဲကိုရလာတယ်ဒါပေမဲ့သူ့ဘဝရဲ့အချိုးအကွေကသူ့တငယ်ချင်းခဲအိုလက်တော်တဲ့တပြင်းရွှေထီဘရင်ဖြစ်လာတဲ့အချိန်မှာစတယ်တပြင်းရွှေထီနဲ့ဘရင်နောင်ဆိုတာဘက်မန်နဲ့ရောဘင်လိုပဲတပြင်းရွှေထီကရှေ့ကတိုက်ဘရင်နောင်ကနောက်ကနိုင်အောင်ဗျူဟာခင်းပေဒီလိုနဲ့တောင်ကူအင်ပါယာကြီးစပြီးကျေပြန့်လာတယ်အခုကစပြီးကျမရှင်းဝန်ကနေရှင်းပြပေးသွားပါမယ် New Character လေးကိုသဘောကျရင် Like and Follow လုပ်ပြီး YouTube Channel ကိုလည်း Subscribe လာလုပ်ပေးကြပါဦး YouTube Account ကို TikTok bio မှာတင်ထားတယ်နော်ဒါပေမဲ့ကန်ဆိုးတာကတပြင်းရွှေထီးကနောက်ပိုင်းမှာအရက်တောက်တာများသွားတယ်တိုင်းပြည်ကိုလစ်လျူရှုလာတယ်နောက်ဆုံးမှာလောက်ကျန်ခံလိုက်ရပြီးတောင်လူအင်ပါယာကြီးပြိုကွဲသွားပါလေရောမိုနီကဟန်တာဝတီကိုပြန်ယူတယ်ဗမာတွေကတောင်ကူကိုပြန်ယူတယ်ဘရင်နောင်မှာဘာကြံခဲလဲဘာမှမကြံဘူးသူ့မှာရှိတာသစ္စာကန်ရဲမက်နည်းနည်းလေးသူ့ရဲ့အုံနောက်ရဲပဲရှိဒီအချိန်မှာသမိုင်းတွင်မဲ့နိုင်အောင်တိုက်မနာရင်သေးလိုက်ဖောင်ဖြတ်တိုက်ခွဲပေါ်လာတော့လာပဲပြည်မျိုးဘက်ကိုစစ်ချီတဲ့အချိန်မှာတစ်ဖက်ကန်းကိုကူးဖို့ဖောင်လီဖွဲ့တယ်ကန်းကိုရောက်တာနဲ့ဘရင်နောင်ကအမိန်ပေးလိုက်တယ်ငါတို့စီးလာတဲ့ဖောင်လီအကုန်ခက်စီးလိုက်တော့တဲ့စစ်သားတွေကလန့်သွားတာပေါ့အရှင်ဖျောင်းစစ်ရှုံးရင်ဘရောပြန်ပြေးမလဲလို့မေးတော့ဘရင်နောင်ကပြန်ပြောတယ်ငါတို့ရာဇဝင်မှာရှုံးပြီးပြန်ပြေးတယ်ဆိုတာမရှိစေရဘူးနိုင်ရင်နိုင်မနိုင်ရင်ဒီမှာပဲအသေးခံမဲတဲ့ဒီစကားကတကယ်ကို epic ဖြစ်တဲ့စကားပါနောက်ဆုံးတော့စစ်တီတွေလည်းမထူးတော့ဘူးပြန်စရာလမ်းမှမရှိတာဆိုပြီးအတကုံတိုက်လိုက်ကြတာတကယ်ပဲနိုင်သွားကြတယ်အဲ့ဒီနောင်ယူတိုက်ပွဲကနီးစားပြီးဘရက်နောင်ရဲ့နာမည်ကတနိုင်ကလုံးဟင်းထွက်သွားတော့တာပဲအဲ့ဒီနောက်ပိုင်းမှာတော့ဘရက်နောင်ဟာမြေပုံကိန်းကစားတယ်လို့ပဲအင်းဝကိုတိမ့်နေရှမ်းပြည်ကိုတိမ့်နေပြီးတော့မဏိပူရာစင်းမဲချင်းမိုင်ပေါ့လင်းစင်လာအိုနဲ့အယူတရအထိတိုက်တယ်တုခိတုံးကဆိုရင်မြန်မာစစ်တပ်ကြီးလာပြီးဟေးဆိုတာနဲ့ကြံတဲ့နိုင်ငံတွေကโอเคငါတို့လက်နဲ့ချပါပြီဆိုပြီးတကားဖွင့်ပေးရတဲ့အဆင့်ပဲသူ့ဘဝမှာအထူးခြားဆုံးကတော့စင်ဖြူများရှင်ဆိုရက်ပွဲပါပဲအဲ့ဒီခေတ်ကစင်ဖြူတော်ရှိရင်ကမ္ဘာအင်အားကြီးနိုင်ငံလို့သတ်မှတ်ကြတယ်ဘရင်နောင်စီမှာစင်ဖြူတော်တွေအများကြီးရှိခဲ့တယ်အယူဒီယာကိုတိုက်ရတဲ့အကြောင်းရင်းတစ်ခုကလည်းစင်ဖြူတော်လိုချင်လို့ပြောကြတယ်ပိုကီမွန်လိုက်ဖမ်းတယ်လို့စင်ဖြူလိုက်စုတဲ့သဘောပေါ့ဗျာကဲဒီလောက်အင်ပါယာကြီးကိုတီထောင်ခဲ့ဘရင်နောင်ကြီးဘလို့ဇက်သိန်းသွားလဲတီလားတချို့ကောလာဟလာတွေကြားဘူးကြမှာပါသူလောက်ကြံခံရတာတို့မိမဝတ်စုံကြီးဝတ်ထားတော့တနက်နဲ့ပြစ်ခံရတာတို့ပေါ့ဟာမဟုတ်ပါဘူးဗျာအဲ့ဒါတွေကရုပ်ရှင်ဆန်လွန်းနေပါပြီဘရင်နောင်လိုကမိမဝတ်စုံဝတ်နေမှာလားဖြစ်နိုင်တာတွေပြောကြပါဗျာတကယ်တမ်းသမိုင်းမှာဖြစ်ခဲ့တာကဒီထက်ပိုပြီးရုပ်ရှင်ပါတယ်ဒါပေမဲ့ပိုပြီးကြေကွဲစရာကောင်းတယ်ဘရင်နောင်ကတနတ်မှန်ပြီးမသေးခဲ့ပါဘူးဓာတ်ခုတ်ခံရပြီးမသေးခဲ့ပါဘူးသူကအလုတ်လုံရင်တေသွားခဲ့တာပါဝကဟောလစ်ပေါ့ဗျာစဉ်းစားကြည့်နော်သူ့အသက်က66နှစ်ရှိနေပြီတနိုင်နာလုံးသိမ့်ပြီးပြီနားလို့ရနေပြီလေဒါပေမဲ့သူကမနာဘူး
အရာခံပြည်နယ်ကိုတိမ်အောင်မဲ့ဟိတ်ဆိုပြီးစစ်ပင်နေတော့ပါပဲသူ့ကျမ်းမာကြီးကဇက်ခနဲကျသွားတယ်တသက်လုံးစစ်မြေပြင်မှာမြားရီကြီးစံတဲ့ကြားကလွတ်လာခဲ့တဲ့သူ့ရဲကောင်းကြီးဟာနောက်ဆုံးမှာတော့သူ့နန်းတော်ထဲမှာပဲပင်ပန်းလွတ်တဲ့ဓာတ်နဲ့နှက်ရွာဆန်သွားခဲ့ပါတယ်ဒါကိုကြည့်ရင်ဘရက်နောင်ဟာနောက်ဆုံးထက်သက်အထိသူ့အလို့စစ်တိုက်ချင်းကိုဘလောက်ဆွဲလန်းခဲ့တယ်လဲဆိုတာမြင်သာပါတယ်ဗျာဒါပေမဲ့ဘရက်နောင်ရဲ့ empire ကြီးကအရန်ကျယ်လွန်းတော့ထိန်းရတာခက်လာတယ်သူရှိနေတော့မှတော့အားလုံးကကြောက်ပြီးငြိမ်နေကြပေမဲ့သူနှက်ရွာဆန်ပြီးတာနဲ့တိုင်းပြည်တွေကပြန်ပုံကန်ကြတယ်ကျွန်တော်တို့အခုပြောခဲ့တဲ့ empire ကြီးဘလို့ပြန်ပြတ်သွားသလဲဘရင်နောင်ရဲ့သားတော်နန္ဒဘရင်လက်ထက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့နောက်အပိုင်းမှာဆက်ပြောပြပေးပါမယ်ဒီဗီဒီယိုကိုကြိုက်သေးဆိုရင် like လုပ်ဖို့မမေ့နဲ့နော်ဒါက Coffee ခက်ခက် channel ပါနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်နော်